နေပြည်တော်ကောင်စီနယ်မြေပြည်မနာမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းမှာကျင်းပလျက်ရှိတဲ့ CFA 2026မျိုးစေ့ပြပွဲ2026ရဲ့ဒုတိယနေ့ဖြစ်တဲ့မတ်လ2ရက်နေ့မနက်ပိုင်းမှာတောင်သူကိုဗဟိုပြုသောဂေဟစနစ်အခြေပြုစိုက်ပျိုးရေးစနစ်နဲ့ဇီဝစီးပွားရေးကောင်စီဖြင့်104ကြိမ်မြောက်တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပရာဒုတိယဝန်ကြီးဒေါက်တာတင်ထွတ်ကဂေဟစနစ်အခြေပြုစိုက်ပျိုးရေးရဲ့အဓိပ္ပာယ်နဲ့လိုအပ်ချက်များတောင်သူဗဟိုပြုချီးကပ်မှုရဲ့အကျိုးကျေးဇူးလက်တွေ့အသုံးချနည်းစနစ်များစိန်ခေါ်မှုများနဲ့ဖြည့်ရှင်းနည်းလမ်းများနဲ့ဈေးကွက်ရရှိရေးအတွက်ဈေးကွက်ဝင်တည်နှံများကိုလူထုအခြေပြုစနစ်ဖြင့်စိုက်ပျိုးထုတ်လုပ်ခြင်းစိုက်လို့ရတဲ့တည်နှံကိုရောင်းချရမယ့်အစားရောင်းလို့ရတာကိုစိုက်ပျိုးကြရန်ဆွေးနွေးခဲ့ပါတယ်အဆိုပါတောင်သူနည်းပညာဆွေးနွေးပွဲဒေသခံတောင်သူများရဲ့လိုအပ်ချက်များကိုအနီးကပ်သိရှိပြီးသက်ဆိုင်ရာမူဝါဒနဲ့နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်ရေရှည်တည်တံ့ခိုင်မြဲတဲ့စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက်တောင်သူများရဲ့အခမ်းကဏ္ဍကိုမြင့်တင်ပေးရန်အလေးထားဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။မတ်လ1ရက်နေ့မှ3ရက်နေ့အထိခင်းကျင်းပြသလျက်ရှိတဲ့ CFA 2026မျိုးစေ့ပြပွဲ2026မှာလေယာတီးနှံ10မျိုးရဲ့မျိုးပြ62မျိုးဟင်းသီးဟရွက်တီးနှံ24မျိုးရဲ့မျိုးပြ53မျိုးတို့အပြင်ပြကန်းများအနေဖြင့်ဌာန2ခုနဲ့ကုမ္ပဏီ34ခုတို့ခင်းကျင်းပြသထားပြီးပြပွဲကာလအတွင်းမည်သူမဆိုအခမဲ့လာရောက်လေ့လာနိုင်ကြောင်းသိရှိရပါတယ်ရှင်။